လူဆိုတာကလည်းလူအမျိုးမျိုးစိတ်ထွေထွေလူမျိုးမျိုးဘာသာမျိုးနေရာမျိုးညားလိုက်တဲ့လူတွေအများကြီးနေကြထိုင်ရတဲ့ခါကြတော့လေသူ့အရက်ဒေသနဲ့သူနေကြတာအများကြီးဘယ်သူတွေဘလောက်ပဲဘလို့နေရာမှာနေဘလို့အဆောက်အဦတွေမှာပဲနေလူတိုင်းနေခဲ့ရတဲ့အိမ်တစ်ခုရှိတယ်အဲ့ဒီအိမ်ကဘာအိမ်လဲဘယ်အိမ်လဲဆိုအမေရဲ့ဝမ်းပိုက်လို့ခေါ်တဲ့အိမ်အဲ့ဒီအိမ်ထဲမှာနေကြရလူမျိုးချင်းမတူလဲပဲနေခဲ့တဲ့အိမ်ကတော့တူတာဘာသာချင်းမတူလဲပဲနေခဲ့တဲ့အိမ်ကတော့တူတာအဲ့ဒီအိမ်နဲ့ပတ်သက်ပြီးတော့လူတိုင်းနေခဲ့ကြတဲ့အိမ်နဲ့ပတ်သက်ပြီးတော့ပြောရင်သဘာဝကြီးကလည်းအံ့ဩစရာဒီသားသမီးလို့ခေါ်တဲ့နေတဲ့သူနဲ့မိဘလို့ခေါ်တဲ့အိမ်ရှင်ဝမ်းပိုက်ပိုင်ရှင်နဲ့ဘလို့ဆက်တယ်လဲဆိုတာကလည်းအံ့ဩစရာဘုံမတို့အနေနဲ့ပြောပြရင်တော့သုံးလောကထူတာတပ်ပင်ညူမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးဘုရားဖြစ်ကိုရောက်တော်မူမဲ့နောက်ဆုံးဘဝမှာလည်းပဲခမည်းတော်သုတ္တရဏမင်းကြီးနဲ့မေတော်မာယာသူတို့နှစ်ဦးရဲ့တန်တန်မှာမေတော်မာယာရဲ့ဝမ်းကြံတိုင်းကနေခဲ့ရသေးတာအဲ့ဒီနေပုံလေးနီးနဲ့ကိုနေပုံလေးနီးအများလူတွေနေပုံလေးနီးနဲ့တော့နေတာချင်းတော့တူတယ်နေပုံလေးနီးချင်းကွာစပြီးတော့ပြောရရင်တော့ဘုန်းတော်ကြီးမြတ်စွာဘုရားတုတိတနတ်ပြည်မှာသတင်းသုံးလို့နတ်သားဘဝနဲ့လောကကြီးမှာဖျားမရှိရင်တော့ပျက်စီးတော့မှာပဲဖျားမပွင့်ပေါ်ရင်တော့ပျက်စီးတော့မှာပဲလောကပါဠိဆောင်းလျှောက်ပြတဲ့မြမာကြီးတွေကနတ်မြမာကြီးတွေကဘုရားအလောင်းတော်ကိုတောင်းပန်လို့မှလူပြည်ဌာနလူလောကကိုဆင်းပြီးတော့လူသားတိုင်းတတ္တဝါတိုင်းလူသားတိုင်းလို့ပြောရမှာပေါ့နေရတဲ့အမိအိမ်ယူရတာဒီတိုင်းမနေယူရတာရွေးတော့မှကြည်ချင်းကြီး၅ပါးနဲ့ကြည်တယ်ကြည်ချင်းကြီး၅ပါးနဲ့ကြည်တဲ့နေရာမှာနတ်ပြည်ကစုတည်ပြီးတော့လူပြည်ကိုနေတဲ့အချိန်ဟုတ်သလားနားလည်လွယ်အောင်ပြောရင်တော့ဒီအဖေဒီအမေနဲ့ငါအဖေအမေတော်တဲ့လားမတော်တဲ့ဘူးလားကြည်ဒီအဖေဒီအမေနဲ့ငါဖះအလောင်းတော်နတ်သားဟာအဖေအမေတော်တဲ့လားဒါကြည့်ပြီးတော့မှတော်တဲ့နေလို့ဆုံးဖြတ်ပြီးတော့မှမေတော်မာယာရဲ့ဝမ်းကြံတိုက်ကိုကိန်းအောင်တာကိန်းသက်မေတော်မာယာအိမ်မက်တွေရာလာတို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးရဲ့ဗုဒ္ဓဝင်စာအုပ်တွေဖတ်ကြည့်ရင်သိပါဒီနေရာမှာအများအနေနဲ့နားလည်အောင်ပြောရင်တော့ဖះလောင်းကအမေအဖေတော်ရမယ့်သူကိုယူရည်တယ်ကိုရောကိုလူပြည်ဌာနလူလောကကိုကိုလာတော့ကအမေအဖေကိုရွေးပြီးမှလာတာလားမရွေးဘဲနဲ့လာတယ်လားဟိုမှာဘုရားရှင်ကိုရောမြတ်ကြီးရဲ့အလောင်းတော်ကအိုးအဖေဆိုးတဲ့သူနဲ့တွေ့ရင်သားလည်းဆိုးသွားတတ်တယ်အမေဆိုးတဲ့သူနဲ့တွေ့ရင်သားလည်းဆိုးသွားတတ်တယ်သမီးလည်းဆိုးသွားတယ်ဒါဖြင့်စဉ်းစားရမှာကိုကရောလူပြည်ဌာနလူလောကကိုလာတော့ကအဲ့လိုရွေးပြီးမှလာတာလားနောက်ဒီကနေနိဗ္ဗာန်မရောက်သေးလို့ဒီကနေနောင်ဘဝသွားမယ်ဆိုရင်တော့အဲ့လိုရွေးတဲ့သူတွေရှိပါလားကိုကမရွေးဘဲနဲ့သွားမလားအဲ့ဒါလိုစဉ်းစားစရာတွေပေါ်တို့ဘုန်းတော်ကြီးမြတ်စွာဘုရားရဲ့အလောင်းတော်ပါရမီဖြည့်စေနဲ့လေးသိချင်းနဲ့ကာဗတသိမ့်ပါစမင်ဖြည့်စဉ်စိတ်ဓာတ်တွေခဏထားဘုရားရှင်ကိုတော်မြတ်ကြီးအမေအဖေတော်ဖို့ရာတောင်မှညံတော်ကြီးနဲ့ကြည်ပြီးတော့မှရွေးတာဝမ်းကြတိုက်ကိုတော့မှကြည်ရွေးတာအခုလူလောကမှာကိုနေတဲ့အိမ်ကြတော့ဘလို့အိမ်ကိုနေမယ်ဒီလိုအိမ်ကိုနေမယ်ဟိုလိုအိမ်ကိုနေမယ်နဲ့ရွေးလိုက်ကြဒီအိမ်မှာနေလို့ဒီအိမ်ကကိုကျေးဇူးပြုတာမှန်ပဲတွေ့ကြည့်ဖို့အများနာလေအောင်ပြောရင်လူလောကမှာအမေတယောက်ရဲ့ဝမ်းပိုက်ထဲနေကြည့်လိုက်နေကြည့်တဲ့အခါမှာကလလရေကြီးတီကလေးကရုပ်ကလတ်လေးတွေဖြစ်လာရုပ်လေးတွေဖြစ်လာခေါင်းခါချီလေးတွေဖြစ်လာကိုဘာမှစားရမှာမဟုတ်အမေစားတာကိုစားအမေစားတာကိုစားတယ်ဘာမှကိုရေတောက်เสียမလို့အမေရေတောက်ရင်ကိုတောက်တယ်ဒါတော့လူတိုင်းနားလဲပါတယ်အမှန်ကခန္ဓာကိုယ်ကနှစ်ခုကွဲပြားလာပြီမဲ့လောကသဘောနဲ့ပြောရင်ချက်ကျိုးနဲ့ဆက်ဓမ္မသဘောနဲ့ပြောရင်ခန္ဓာကိုယ်ကလည်းတူတူပဲဒီခန္ဓာကိုယ်အတွင်းမှာပဲခန္ဓာကိုယ်မကွဲပြားတယ်အမေဝမ်းကကျွတ်ပြီးချက်ကျိုးလေးဖြတ်လိုက်မှခန္ဓာကိုယ်ကကွဲရတော့ဒါဖြင့်စိတ်ကြိုက်လို့စိတ်ဓာတ်ကလည်းအံ့စရာကောင်းတယ်အမေရဲ့စိတ်ဓာတ်ဟာဒီသားဒီသမီးဒီရင်သွေးမှာပါမပန်တွက်ချင်ယုတ်ကလတ်အနေနဲ့ရလာတဲ့အဖေအမေရဲ့ယုတ်ကလတ်ဟာရုပ်အဖွဲ့အစည်းဟာဒီအဖေအမေရဲ့စိတ်ဓာတ်ပါမပါတွက်ချင်ပါတာပေါ့လူတိုင်းမှာပါတာပဂရိအိမ်ကိုသာရွေးကြတဲ့အခါမှာလူတွေကဘယ်အိမ်လေးတော့ကောင်းမယ်ဘယ်အိမ်မှာအိမ်နေမယ်ဘလို့ဘာညာနဲ့ပြင်ဆင်လိုက်ကြတယ်ဒီအမိဝမ်းမှာနေဖို့ကြတော့မပြင်ဆင်ကြတို့ဘုရားရှင်ကိုရောမြတ်ကြီးရဲ့အလောင်းတော်ကြတော့အဲ့လိုကိုပြင်ဆင်ပြီးမှလာလိုက်ပြန်တော့တွက်ကြည့်နော်ကိုဟာကိုလည်းစဉ်းစားတတ်ကြပါလေအမေစားသမျှသူစားအမေဆက်ရင်သူဆက်အမေချိုရင်သူချိုရောအမေခါရင်သူခါရောအမေအေးရင်သူအေးဒီချက်ကျိုးနဲ့ဆက်နေတယ်ဆိုတာသဘာဝဓမ္မကြီးကခန္ဓာကိုယ်ကတစ်ခုတည်းပဲနှစ်ခုမဟုတ်လေချက်ကျိုးမပြတ်ဘူးဒါမြင့်စိတ်ကနောက်ဆုံးအမေများမေတ္တာတွေလွတ်ပေးနေ
ဒီကလေးကလည်းအမေစီကိုဖြစ်တာပြန်ရောက်မှာပဲစိတ်ကနှစ်ပိုင်းဖြစ်သွားတာအမေအများအပြင်ကိုမကြည့်မနဲ့ဒေါသတွေကြီးနေဒီကလေးကလည်းအလိုလိုနေဒေါသကြီးတဲ့တက်တွေကဝင်းနေမှာအဲ့ဒါကိုများတော့အဖြစ်မှတိတ်ပြီးတော့နားမလည်ကြရှာမသိကြရှာလဲမခံကြဘလောက်အရေးကြီးအဲ့ဒီကြတော့ပြောเสียရှိတယ်အရှင်ဖျားအမိဝမ်းထဲမှာကိမ့်ဖို့ရအတွက်လူပြည်လာတဲ့အခါမှာဝမ်းတိုက်ကောင်းကောင်းအမေကောင်းကောင်းအဖေကောင်းကောင်းကိုရွေးလို့ရတယ်လို့တပည့်တော်တို့တွေအိမ်ရတီထောင်လူတို့ပေါ်မှာနေကြလို့တဦးနဲ့တဦးမြတ်တံမျှပြီးနှစ်ဖက်သောမိဘတွေကသဘောညီတူကြည်ပြူတို့အိမ်အောင်ကြလာပြီဆိုရင်တပည့်တော်တို့ကရောသားသမီးကိုလာခြင်းဟာလာလက်ခံရမှာလားကိုရောသားသမီးကိုရွေးလို့မရဘူးလားအဲ့ဒါလေးပါနည်းနည်းပြောပြချင်းရွေးလို့မရဘူးလားဆိုတော့တွက်ကြည့်တယ်လူပြည်ကလည်းကိုယ့်ဘက်အထဲကိုလာလို့ရတယ်လူပြည်ကဘဝဆုံးသွားနတ်ပြည်ကလည်းဘဝဆုံးသွားရင်လာလို့ရမြမပြည်ကလည်းကိုယ်ဝမ်းပိုက်ထဲကိုဆုံးသွားရင်လို့ရနောက်ပြီးတော့ငရဲပြည်ကလည်းပဲလူပြည်ရောက်လို့ရတယ်ကိုယ်ပိုက်ထဲတရိษံကလည်းပဲကိုယ်ပိုက်ထဲရောက်လို့ရတယ်တရိษံကြီးရောက်လာတာတော့ပဲဟုတ်မှာတော့တရိษံဘဝကုန်ပြီးတော့ငရဲတရိษံပိဋကအတူတကယ်ရောက်နေလို့ဒါကြောင့်မို့ပြောပြရတယ်တရားစခန်းနေမှာအစိတ်30တရားစခန်းနေလို့16နှစ်အစိတ်တရားစခန်းနေကြတော့ဒါတွေပြောပြရလူတဘာဝလူလောကမှာနေလို့အိမ်ရတီထောင်လူတို့ဘောင်မှာနေလို့ဒီကိစ္စတွေဆောင်ရွက်ကြပြီဆိုရင်ကိုဝမ်းပိုက်ထဲကိုနတ်ပြည်အများသားလေးသမီးလေးလာအဲ့ဒီသားသမီးကြောင့်မို့ကိုပဲဒီသားလေးသမီးလေးကိုဝမ်းပိုက်ထဲရောက်တာနဲ့ကိုပဲသူဘုံသူကနဲ့ကိုစီးပွားတွေကိုဖြစ်လို့ကြီးပွားလို့အိမ်တစ်လုံးပြီးတစ်လုံးရလို့တိုက်တွေဓာတွေရလို့အိုးနတ်ပြည်လာတဲ့သူများသူတော်ကောင်းနတ်ပြည်လာတဲ့သူများဆိုရင်ဓမ္မပြည်လာတဲ့သူများဆိုပြောမနေနဲ့ဝမ်းပိုက်ထဲရှိသေးတယ်အိုးဟိုဘက်အဖိုးဖွားတွေဒီဘက်အဖိုးဖွားတွေကသားသမီးတွေရဲ့ကစားစရာတွေပါလေအကုန်ဝဲလို့လူကြီးတွေရပြီဆိုလို့ပြောလို့အဲ့ဒါလာတဲ့သူကမူတည်တာလာတဲ့သူကဟွာဝါတာကြုံဘူးကြမှာပါတွေ့ဘူးကြမှာပါကြားဘူးကြမှာပါတချို့များဆိုရင်သားသမီးရလိုက်တာနဲ့ကိုလင်းမယားကွဲတာရှိသားသမီးရလိုက်တာနဲ့ကိုစီးပွားတွေပြက်တာရှိသားသမီးရလိုက်တာနဲ့ကိုတွက်ကြည့်ပြီးအကုန်လုံးဘာပြဿနာမှန်းကိုမသိတော့အောင်ပြီပြဿနာတွေစုံလိုက်တာပြောမနေနဲ့တော့အဲ့ဒီမှာဘာလို့လဲလို့သေချာစဉ်းစားကြည့်တော့ငရဲကတက်လာတဲ့လူမျိုးကိုယ်ပိုက်ထဲရောက်သလားမှမသိပိဋ္ဌာကလာတဲ့လူကိုယ်ပိုက်ထဲရောက်သလားမှမသိငရဲတရိษံပိဋ္ဌာအတူတကယ်အပယ်လေးပုံကုသကအလုံးကိုနဲတဲ့သူတွေကိုယ်ပိုက်ထဲရောက်လာကုသကနဲတဲ့သူတွေကိုယ်ပိုက်ထဲရောက်လာရင်အကျိုးပေးရဘာတွေဆိုသိတာအဲ့ဒါလေးကိုနားမလဲတော့လင်မယားကွဲတာရောင်းမကြောက်လင်မယားကွဲတာရောက်ခမကြောက်ဒီသားလေးသမီးလေးဘလို့ဖြစ်သွားတာဘာလို့နဲ့ဘေးလူတွေကိုဖြစ်နေအမှန်ကကိုယ်ပိုက်ထဲမှာအမှန်ပြောရင်တော့ကိုယ်အိမ်ငါးကိုကောင်းကောင်းမရွေးဘဲနဲ့ကြုံငါးလိုက်တော့အိမ်ဒုက္ခရောက်တာပေါ့လောကတဘောအိမ်ငါးတဲ့သူတွေရှိတယ်အိမ်ပိုင်ရှင်တွေကြုံတဲ့သူတွေကိုငါးလိုက်တော့ကြုံတယ်လို့ဒုက္ခရောက်ကုန်မကောင်းနဲ့အဲ့တော့ကိုကသားသမီးယရနာကိုဝမ်းပိုက်ထဲမှာရောက်စေခြင်းပြီးနေစေခြင်းပြီးဆိုရင်ကိုကြိုက်တာခေါ်လို့ရတယ်ဟိုသားသမီးကလည်းအမေအဖေကိုရွေးခွင့်ရွေးနိုင်လို့အခွင့်အလမ်းရှိတယ်လို့မိဘကလည်းသားသမီးကိုရွေးနိုင်တဲ့အခွင့်အလမ်းရှိတယ်ဘုံမတော့ပြောပြတာပါပဲအမြဲတမ်းလူမျိုးမရွေးဘာသာမရွေးကိုဘာသာနဲ့ကိုယုံကြည်မှုဆိုတာရှိကြတာပဲကိုဝယ်မှုနဲ့ကိုရှိကြတကယ်များသားကောင်းသမီးကောင်းကိုပိုက်ထဲရောက်စေခြင်းရင်ဘုံမတို့ဗုဒ္ဓမြတ်စွာရဲ့အဆုံးအမတိုင်းဆိုရင်တော့မင်္ဂလာဆောင်ပြီးကြတဲ့ကိုဥပုသ်ဆောင်ရပါလားရှင်ပန်းသီလတွေဆောက်တည်လို့ဟိုစိတ်ဓာတ်ကောင်းတွေမွေးလို့ဟိုအဖေလေဟိုဘက်မိဘလည်းချစ်ဒီဘက်မိဘလည်းချစ်လို့ဒီအတီလေးများရှိသွားရင်ဘလောက်ကောင်းရှင်သမားသီလဆောက်တည်ရင်းနဲ့မှသူဟာသူသားသမီးလာပါစေဆိုတဲ့အပိုင်းကြတစ်ပိုင်းပေါ့ရှင်ပန်းသီလစောင့်နေတဲ့ပုဂ္ဂိုလ်ရဲ့တန်တန်မှာအဲ့ဒီဝမ်းကြအိမ်ကိုငရဲတရိษံပိဋ္ဌာအတူတကယ်အပေလေးပုံကဘသူကမှမလာနိုင်ဘသူကမှမလာအခုဘုန်းတော်ကြီးမြတ်စွာဘုရားအလောင်းတော်တုတိတာနတ်ပြည်ကလူပြည်ဆင်းတော့မယ်ဆိုတော့အမေကိုကြည်တာအဲ့ဒါပါအဖေကိုကြည်တာလည်းအဲ့ဒါပါအဲ့လိုကြည်ပြီးတော့မှလာတကယ်လို့ကိုမိမိတို့ဓာတ်တွေနိဗ္ဗာန်မရောက်သေးလို့ဘဝတစ်ခုမှာနိဗ္ဗာန်မရောက်သေးလို့ဘဝတစ်ခုမှာများနတ်ပြည်ကဆိုပါတော့အဲ့ဒီကနေစုတည်ပြီးလူပြည်လာမယ်ဆိုကိုကလည်းရွေးရတယ်မရွေးဘဲနဲ့မလာနဲ့နတ်ပြည်ကတော့ရွေးကြတာများပါတယ်နတ်ပြည်ကတော့ရွေးပြီးတော့မှလာကြဓမ္မပြည်ကလည်းရွေးပြီးမှလာကြမရွေးတာကငရဲတရိษံပိဋ္ဌာအတူတကယ်ပါပဲမရွေးတာတွက်ကြည့်ပေါ့အိမ်အောင်ကြကဇနီးမောင်နဲ့တူကတမိသားစုကသီလတွေရှိလို့ဒါနတွေပြုလို့လူကြတန်းကြလို့ဖျားရှိခိုးလို့တောက်တော်ရေကတ်လို့ဥပုသ်ရင်သီလနဲ့ကုသိုလ်ကောင်းမှုတွေများပြုနေနတ်ပြည်ဌာနလာတော့အမေတော်တော့အဖေတော်အဲ့ဒါနဲ့ပဲကြီးပွားချမ်းသာကုန်ရတာဒီအများအဲ့ဒါနဲ့ပဲကြီးပွားချမ်းသာကုန်ရတာဒီအများဟိုဘက်ကတစ်ခါပြန်ကြည့်ပြန်တော့ကြည်စမ်းပိဋ္ဌာကနေလူဖြစ်တယ်ဆိုပါစို့ပိဋ္ဌာကဘွားကနေတစ်ခုခုကြောင့်မို့သူကပိဋ္ဌာဘွားကုံသွားပြီ
လူဘဝရောက်တော့မယ်ဆိုရင်အဖေရက်တောက်နေလဲဂယုမဆိုင်ဘူးအမေချဲထိုးနေလဲဂယုမဆိုင်အမေအဖေဘာလုပ်နေနေအမေအဖေသမီးရောက်မှချင်းတက်လဲဂယုမဆိုင်ဘူးသူဘိုက်ထဲဝင်ရဖို့ပဲအရေးကြီးတယ်ဟောအဲ့လိုပြီးကပြည့်ဝင်လာတဲ့ပိတ်တာများကိုယ့်ဘိုက်ထဲရောက်လာတစ်သလုံးမကြီးွားတော့ဒီသားအတွက်ဒီသမီးအတွက်ကိုပူလိုက်ရမယ်ဖြစ်ချင်းဒါသားသမီးကိုရွေးပြီးလက်မခံတဲ့အပြစ်လို့ခေါ်မလားမသိဘူးအကျိုးဆက်လို့ပြောရင်ပိုကောင်းတော့အဲ့ဒါကိုသတိမထားကြအဲ့တော့မိမိတို့တပည့်မှာအဲ့ဒါလေးကိုနားလည်လာဘုရားရှင်ကိုရောမြတ်ကြီးမိန့်တော်မူခဲ့တဲ့အလောင်းတော်ဘဝကကြည်ကြီးကြီး၅ပါးတို့မိဘကိုရွေးတာတို့ကိုသဘောပေါက်ပြီးကိုလည်းပဲသားသမီးကိုရွေးလို့ရကိုလည်းသားသမီးကိုရွေးလို့ရတယ်ဆိုဘလို့ကောင်းလိုက်လေကိုဘဝအဲ့ဒါလေးပြောပြကြည့်တော့ဒီ16နှစ်အစိတ်ပြောရတာအဆင်ပြေတာပေါ့အစိတ်35ပြောရတာအဆင်ပြေတာပေါ့အဲ့ဒါတချို့ကလာပြောတယ်အရှင်ဘုရားတဲ့ဒီတရားမျိုးဘာလို့အစိုးရတုန်းကမဟောတာဘုံလဲသူ့အသက်ကဘယ်လောက်ရှိတုံးဆို60ကျော်နေဘယ်လိုလုပ်အမှန်ကဒီအတိလေးတာအစိုးကြီးကလေးကတိသွားရင်တိလို့အသုံးချသွားရင်အသုံးချတဲ့သူတွေဘယ်လောက်ကျေးဇူးများတော့အသုံးချတဲ့သူတွေဘယ်လောက်အကျိုးရှိတော့ဗုဒ္ဓဘာသာဝင်သူတော်စင်တွေရဲ့ဘုရားရှင်ကိုတော်မြတ်ကြီးရဲ့အဆုံးအမကိုတိလို့လိုက်နာကျင့်ကြံအလွန်ကျေးဇူးများပါတယ်အလွန်အသုံးချပါတယ်အလွန်အသုံးဝင်ပါတယ်ကို့အတွက်လည်းကောင်းတယ်ကို့မိသားစုလည်းကောင်းတယ်ကို့လူမျိုးတွေကြီးပဲနေကြည့်လိုက်ကြသမှာကွယ်လောကသဘောနဲ့လည်းပဲကိုချင်းတီလာတွေပြည့်စုံလို့လောကသဘောနဲ့လည်းပေးကြတွေးကြတဦးနဲ့တဦးမြစ်တာတွေထားလို့ဓမ္မသဘောနဲ့ကြတော့လေကိုဝမ်းကြတိုက်တဲ့ကိုအိမ်ငားလာတာကသူတော်ကောင်းနေလားအဲ့ဒီသူတော်ကောင်းတွေရဲ့အကျိုးပေးတွေဟာဘယ်လောက်များလိုက်မလဲတွက်ကြည့်အဲ့ဒါလေမိဘနဲ့သားသမီးဆိုတာဆက်သွယ်နေတယ်ဆိုတာအဲ့ဒါမိဘဘက်ကစိတ်ဓာတ်တွေကောင်းရင်သားသမီးစီစိတ်ဓာတ်ကောင်းရင်ဝမ်းတိုက်ထဲရောက်သွားတယ်ဝမ်းကြတိုက်ထဲရောက်လာတဲ့သားသမီးစိတ်ဓာတ်ကောင်းရင်လည်းမိဘကစိတ်ဓာတ်တွေပြန်ကောင်းလာကြားဘူးမှာပေါ့ချင်းချင်းတက်တယ်ဆိုကြားဘူးတာကိုပြောလို့ရှိရင်ဟိုးအဇာတတမင်းကြီးဖြစ်လာတဲ့သူအဇာတတမင်းသားဟိုကလေးဘဝကအမိဝမ်းထဲမှာရောက်လာကြတဲ့ကိုကအဇာတတတ္ထုဆိုတာမမွေးခင်ကလေးကအဖေရဲ့ဉာဏ်သူမို့လို့အဇာတတတ္ထုကိုခေါ်အဲ့ဒီသူစိတ်ဓာတ်ကအမေကိုတိုးပြီးတော့ချင်းချင်းတက်ပြီးကဲလက်မောင်းသွေးဖောက်တော့ချင်တာလေခင်မွန်းယောက်ျားဖြစ်တဲ့ဗိမိတာရမင်းကြီးဒီကလေးရဲ့အဖေဖြစ်တဲ့ဗိမိတာရမင်းကြီးရဲ့လက်မောင်းသွေးဖောက်တော့ချင်အဲ့ဒါကိုဝမ်းကြတိုက်ထဲရောက်တဲ့သူရဲ့စိတ်ဓာတ်ကိုမိဘသိတယ်အမေသိတယ်ဘေးလူတွေသိတယ်အဲ့ဒါကြောင့်မို့အဲ့လိုဟာမျိုးဘာလို့ပေးဝင်ခံမှာလဲတချို့ကြတော့လေကြည့်ပါလားဝမ်းကြတိုက်ထဲရောက်လာလိုက်တာနဲ့လေအိုးလူချင်းတန်းကျင်လိုက်တာဟိုပဏိတတာမဏေရဲ့အမေတို့ဆိုရင်ဘာပြောအိုးလူချင်းတန်းကျင်လိုက်ကြအရှင်သာရိပုတ္တအမှုရှိတဲ့တန်ဃာတော်900ကိုဆုံးကုန်နေတဲ့လူတန်းတို့ကဏ္ဍနုစွမ်းတဲ့လူတန်းတို့ဒါကရှင်ဘုရားရှင်ကိုတော်မြတ်ကြီးလက်ထက်ကအကြောင်းအခုခေတ်မှလည်းအိုးဝမ်းပိုက်ထဲမှာသားလေးရောက်လာသမီးလေးရောက်လာအရင်စိတ်ဆိုးမျိုးကိုမရှိတော့ဘူးအရင်စိတ်ဓာတ်ဆိုးမျိုးကိုမရှိတော့စိတ်ဓာတ်တွေကောင်းသွားလိုက်ကြတာမလူဘူးလေလူချင်းနေတယ်ဖျားတွေသွားဖူးချင်းနေတယ်အိုးဖျားတောက်တော့ရေကတ်ချင်းနဲ့ကုသိုလ်တွေလှုပ်ချင်းနေလိုက်ကြတာအဲ့ဒါကြောင့်ကိုပြောပြချင်တာကမိဘနဲ့သားသမီးလောကကြီးမှာသားသမီးသာမရှိရင်နေရမယ်မိဘတော့ရှိတယ်လောကကြီးမှာလူသားတိုင်းဟာအိမ်မျိုးစုံမှာနေရပေမဲ့လို့လူတိုင်းမလွတ်တမ်းနေကြရတာကအမေရဲ့ဝမ်းကြတိုက်အိမ်အဲ့ဒီအိမ်ထဲမှာမနေခင်ကရဲ့နေတုံးရဲ့အဲ့ဒါလေးကိုသဘောပေါက်ရင်အမေဖြစ်မဲ့ပုဂ္ဂိုလ်တွေအဖေဖြစ်မဲ့ပုဂ္ဂိုလ်တွေကလည်းသားသမီးကိုကြိုက်တယ်လို့ရွေးယူလို့ရတယ်အဖေအမေကိုလည်းပဲသားသမီးဖြစ်လို့တဲ့ပုဂ္ဂိုလ်တွေကအဖေအမေကိုလည်းကြိုက်တယ်လို့ရွေးယူလို့ရတယ်အဲ့ဒီအတိလေးသာရှိသွားရင်ဒီမိသားစုရဲ့သားသမီးအစဒီမိသားစုရဲ့ဘဝအစဘလောက်ထိလောကကြီးမှာအစဉ်ပြေတိုးတက်အောင်မြင်အောင်ကြိုတင်စီမံလို့ရတယ်အဲ့ဒါတွေကိုနားလည်ပြီးများအဲ့ဒီစိတ်ဓာတ်တွေများနေနိုင်ရင်လူမျိုးနဲ့မဆိုင်ဘူးနော်ဘာသာနဲ့မဆိုင်ဘူးကိုယ်ဘာသာနဲ့ကိုကောင်းတာကိုလှုပ်ခွင့်ရှိတာကိုယူဆချက်နဲ့ကိုပဲလူမျိုးမရွေးဘာသာမရွေးမိသားစုတွေအားလုံးကောင်းရင်ရက်ွက်တွေအားလုံးကောင်းပြီးတော့တနိုင်ငံလုံးတစ်ကမ္ဘာလုံးတစ်လောကလုံးကောင်းနေအဲ့လိုကောင်းကျိုးချမ်းသာတွေရအောင်ဖြင့်ဗုဒ္ဓမြတ်စွာရဲ့စာပေတွေကဆုံးမထားပါတယ်ပြောပေးထားပါတယ်အဲ့ဒါလိုနားလေပြီးတော့များကြင်ကြံကြိုးကုပ်အားထုတ်ကြရင်လူတိုင်းကောင်းကျိုးချမ်းသာတွေရနိုင်တယ်ရကြပါစေကုန်သတည်း